ပိန်လေးတွေနဲ့အလုပ်သွားအလုပ်ပြန်ညနေခင်းမှာဆိုအလွန်မတန်ခက်ခဲတဲ့ငွေကြေးတွေအတွက်ပြန်လာတဲ့ညနေတွေမှာသမီးလေးချို့ကြတယ်သားလေးဆိုတဲ့ဇောလေးတွေနဲ့အိမ်ကိုပြန်ခဲ့ရတဲ့ညနေလေးတွေတစ်ခုအကြောင်းရေးထားစပိန်ပေါ်ကတညနေဘယ်လိုပဲဖြစ်ဖြစ်သမီးလေးဆိုတဲ့အယောင်တော့စိတ်လန်းတာဘယ်ပကြီးစရာစုပ်ကြံမှာမရှိအိမ်နဲ့နီးနီလာလေးရနံလေးကတင်းရှာလေလိုင်းတန်ပြကြီးနန်းလေးကတုံခါလေးအဖေရခတ်တဲ့ဧည့်သည်တွေမပါတဲ့ညနေမှာဘယ်လိုပဲဖြစ်ဖြစ်သမီးလေးဆိုတဲ့တိရွက်ကလေးတွေတော့ဘယ်တစ်ပင်မှမစိမ့်လန့်ခဲ့ဘူးတကူစာဦးထနေတဲ့မိကုံလုံးတွေပေါ်ကျိုင်းကောင်အုပ်တွေပြန်သွားကားနောင်မီအောင်ပိုးစုအနောက်တော်မှာကျဲကလေးတစ်ခွင့်ကျွေတာရင်ဟာရက်ငေးမိစုကနေသစင်ပန်းနံလေးလာပုတ်တော့ဘယ်လိုပဲဖြစ်ဖြစ်သမီးလေးဆိုတဲ့ပန်းလောက်ဘယ်ပန်းမှမမွေးမြခဲ့ဘူးကောင်းငင်ကအပြာငှက်ကလေးကအဝါစီးစာကြီးမှာလူဝင်ဒီအချိန်ဆိုစပယ်ပန်းလေးတွေမနှက်ဖာပွင့်ဖို့ငုံရတော့မယ်ဘယ်လူပဲဖြစ်ဖြစ်သမီးလေးဆိုတဲ့မိုးပွင့်လေးတွေတော့ဘယ်လိုတောင်ကအံကြတဲ့စီးနှင်းမှမအေးမြခဲ့ဘူးအိတ်ကတော်အောင်မောင်နဲ့နောက်ဆုံးတကားပေါက်တန်စောင့်ရတဲ့ဒီနေ့တာကျွေကြသွားပြီလမ်းပြပလိတ်မရှိတော့တဲ့လမ်းပေါ်ဖြတ်ကူပြီးတော့ရှိတဲ့ကမီးထိုးလာနေတာစာဖို့ရထားတာဘယ်လိုပဲဖြစ်ဖြစ်သမီးလေးဆိုတဲ့အတန်တော့ဘယ်တချင်းတန်မှမသားရခဲ့ဘူးအေးမြဆုံးသမီးလေးဟုတ်ကကြောပါ